KFC ကလို့အာလူချောင်းကြော်လေးပါခုကြော်ထားတာတော့မာလာနဲ့ရိုးအချိုကြော်လေးပါနော်ပထမဦးဆုံးအာလူလေးတို့အခွန်ခွာပြီးရေဆေးထားပါမယ်အချောင်းလေးတွေချောင်းပါမယ်ပုံနှင်းရလို့အချောင်းလေးတွေလှီးထားပါတော့ဒီအချောင်းလေးတွေလှီးပြီးပါကရေခဲရင်နဲ့ခဏတော့စိမ်ပေးရမယ်နော်အဲ့ဒါလေးကိုမိခဲ့တယ်ရေခဲရင်နဲ့စိမ်ပြီးပါကရေကန်စစ်ထုတ်ပြီးတော့ရေကိုစစ်ထုတ်ပြီးတော့အကြော်ကန်မှုတ်လေအဲ့လိုအကြော်ကန်မှုတ်လေးနဲ့အာလူချောင်းလေးတွေကိုငယ်ပေးပါမယ်ခုလိုအာလူချောင်းလေးတွေကိုစီပူပူထဲကိုထည့်ပြီးတော့ကြော်လိုက်တဲ့အခါမှာတော့ဒီပုံလေးတွေဖြစ်လာပါတယ်နော်ဟိုကကြော်တာတော့နည်းနည်းကြာတယ်ဘာလို့လဲဆိုတော့အာလူကိုရေခင်းရေနဲ့စိမ်ထားတာကသူ့ရဲ့လှုပ်ဝက်ချက်ပေါ့နော်ရေခင်းရေနဲ့စိမ်ထားတဲ့အတွက်အာလူတွေကမမတင်းတင်းလေးတွေအခုလိုမမတင်းတင်းလေးတွေဖြစ်သွားတယ်ရေလို့ကိုကမာလာအဆက်ကြိုက်တယ်ဆိုရင်မာလာမှုတ်လေးဖြူပေါ့နော်ဒါကတော့တဝက်ကိုမာလာမှုတ်လေးဖြူပြီးတော့တဝက်ကိုအချို့ကြော်ထားတာလေးပါ